တခြား app တွေကိုကျွန်တော်တို့ဒီလိုကြည့်နေလို့ပေါ့နော် Messenger မှာအပေါ်ကလိုမျိုးကျွန်တော်တို့အလုံးလေးတွေနဲ့ပေါ့နော်အဲ့လိုမျိုးအလုံးလေးတွေနဲ့ဝင်လာပြီးတော့စာဝင်လာအောင်ကိုမြင်အောင်လို့လုပ်တဲ့နည်းလေးကိုဒီပြိုလေးမှာမသိသေးတဲ့သူများအတွက်မျှဝေပေးပါမယ်ပထမဆုံး Messenger ရဲ့ menu တွေကိုဝင်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်အပေါ်ဆုံးမှာရှိနေတဲ့ setting ကိုဆက်ပြီးတော့နှိပ်ပေးပါ setting ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်အောက်ကိုတစ်ချက်လက်ကလေးပဲပါဆွဲပြီးလို့ဆိုရင်အောက်ဘက်ကိုတစ်ချက်သွားဒီမှာရှိနေတဲ့အလုံးလေး၃လုံးချက်ဟက်ဆိုတာကိုတစ်ချက်ဖွင့်ပေးလိုက်ပါပြီးတော့ button နဲ့ပြန်ထွက်ပြီးလို့ရှိရင် Messenger မှာကိုကပေါ့နော်ကို position နဲ့လူကိုတစ်ချက်နှိပ်လိုက်ဖိလိုက်တာနဲ့ open chat hub ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ Messenger မှာအပေါ်မှာအလုံးလေးပေါ့နော်ကိုက Messenger application နဲ့မဝင်ထားဘူး noti မတက်ဘူးစာတွေမတွေ့ရဘူးဆိုလို့ရှိရင်ဒါပို့ပြီးတော့အဆင်ပြေရောเนาะတခြားသော app တွေကိုကျွန်တော်တို့အသုံးပြုနေတယ်မှာ Viber အသုံးပြုနေတယ်သဘောတူအဲ့ဒါဆိုလို့ရှိရင်ဒီအလုံးလေးကတစ်ဖက်ကလူစာပို့ရတယ်အလုံးလေးကတက်လာမှာဖြစ်တယ်အဲ့အတွက်ကြောင့်စာသူများပို့တဲ့အခါဗီဒီယိုကောခေါ်တဲ့အခါကိုမသိလိုက်ဘူးဆိုရင်ဒီအလုံးလေးကတက်နေရဆိုလို့ရှိရင်ဒါတစ်ဖက်ကလူကျွန်တော်တို့ပို့လိုက်တိုင်းမှာဒီအလုံးလေးကတက်နေမှာဖြစ်တဲ့ကြောင့်အားလုံးအတွက်အဆင်ပြေပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်